Assalamualaikum warahmatullahi wabarakatuh. Inshallah ကျွန်တော်ဒီနေ့မှာအီမန်ကစားလေးရေးသားထားပြီးတော့ Mufti Noor Muhammad ဘာသာပြန်ဆိုထားတဲ့အစ္စလာမ်နဲ့သူတော်ကောင်းချင်းစဉ်ဆိုတဲ့စာအုပ်ဖတ်ပြမှာဖြစ်ပါတယ်။ဖတ်ပြရတဲ့ရည်ရွယ်ချက်ကတော့စာဖတ်ရန်အခက်အခဲရှိတဲ့သူတွေစာမဖတ်ဖြစ်တဲ့သူတွေနားထောင်ပြီးအစ္စလာမ်အသိပညာတွေရရှိအောင်ရဲ့ကျွန်တော်ကိုယ်တိုင်လေးလေ့လာခြင်းတဲ့အတွက်ဖတ်ပြခြင်းဖြစ်ပါတယ်။အလောင်းရှင်များကျွန်တော်တို့ရဲ့အသိပညာအပေါ်မှာဘရကတ်မင်္ဂလာချီးမြှင့်ပေးသနာတော်မူပါစေ။လက်တွေ့လိုက်နာခြင်းသုံးနိုင်တဲ့အရေးချင်းလည်းပေးသနာတော်မူပါစေ။အာမင်။ A'udhu billahi minash shaitanir rajim. Bismillahir rahmanir rahim. 6. ဂုဏ်မှတ်ခြင်းအလောင်းရှင်မြတ်ထံမှာကဘာမြေပေါ်ရှိလူသားများနဲ့လောကုတ္တရာကောင်းကြီးမင်္ဂလာအလုံးစုံကိုရရှိသူများသည်လောကီတတန်းတွင်မိမိ၏တိုးတက်ဖွံ့ဖြိုးမှုအလုံးစုံကိုလည်းရရန်မလိုလားပြဿနာဇိုးများကိုဖန်တီးရန်လည်းမလိုလားသူများပင်ဖြစ်၏ဟုဗျာဒိတ်တော်လာရှိ၏တမန်တော်မြတ်ကယာရူးယာကန်ကိုတတ်မှတ်မောခြင်းကြောင့်ဘာသာရေးကိုင်းဆိုင်သည့်မွတ်စလင်၏သာသနာအကျိုးပျက်စီးခြင်းသည်စိတ်အုပ်ထဲသို့ဝင်ပလွေနှကောင်ဝင်ရောက်ပျက်စီးခြင်းကြောင့်ပျက်စီးဆုံးရှုံးရသည့်ထက်ပို၍ကြီးမား၏ဟုမိန့်တော်မူခဲ့၏တရမီစီကျန်အာဟမတ်ကျန်မုံမာခြင်းယာရူးယာကန်မမောခြင်းသည်ယောဂဇိုးကြီးတစ်ခုဖြစ်ပြီးယင်းယောဂဇိုးကြောင့်နှလုံးသားအတွင်း၌ဟန်ဆောင်မှုအရေးချုံမှုများဖြစ်ပေါ်လာ၏စင်စေဤယောဂဆွဲကပ်နေသူသည်လူမတိပဲအတွင်းကျိတ်ပူပန်မှုကြောင့်ဂုံချက်သည်ညှိုးနွမ်းနေပြီးမိသူမြ၎င်းအားမိမိထံတွင်မထိုင်စေလိုကြတတိတကြွယ်များကလည်းမိမိတို့၏စံရိပ်မြုံများတွင်၎င်းဝင်ရောက်ခြင်းကိုမနစ်မြို့ကြဝင်ခွင့်မပြုကြ၎င်းကနေကာထိမ်းများရန်တူ၏သမီးကိုစကားအကြောင်းလန်းကလည်းသမီးရှင်တို့က၎င်းနှင့်မိမိတို့သမီးအားသဘောမတူကြချေလူတို့သည်ထင်ပေါ်ကျော်ကြားလာပါက၎င်းသည်ဂုံရှိသောနေရာ၌ထိုင်လိုခြင်းခေါင်းဆောင်လိုခြင်းများဖြစ်လာတတ်၏ဤသို့ဖြင့်ထိုလူပျက်စီးရလေ၏အလောရှင်မြတ်၏ချစ်မြတ်နိုးသောဗန္ဒာကျေးကျွန်များသည်ထင်ပေါ်ကျော်ကြားမှုကိုမလိုလားကြပဲမထင်မရှားနေတတ်ကြ၏သို့သောမိမိကထင်ပေါ်ကျော်ကြားခြင်းကိုမလိုလားပဲမတောင်းဆိုပဲအလောရှင်မြတ်ကထင်ပေါ်ကျော်ကြားအောင်ပြုပါလေဖုံးကွယ်ရန်မသင့်ပေနဗီတမန်တော်များခလီဖာတမန်တော်မြတ်၏ကိုယ်စားလှယ်တမရာကြီးများဝလီသူတော်စင်များသည်လောကီယမတ်မရှိပဲအလောရှင်မြတ်၏အမိန့်တော်များကိုနာခံလျက်ကျင့်သုံးနေပြီးအလောရှင်မြတ်ထားသည့်ဘဝအခြေအနေတွင်လောဘမရှိပဲရောင်ရဲတင်းတိမ်ကနေထိုင်ကြ၏ထို့ကြောင့်အလောရှင်မြတ်၏အချစ်တော်ဝလီသူတော်စင်များတွင်မမနာယာရူးမမောစိတ်များလုံးဝမရှိပေထင်ပေါ်ကျော်ကြားလိုခြင်းသည်ယာရူးမမောခြင်းဖြစ်ပြီးယာရူးမမောခြင်းကြောင့်မောက်မာခြင်းမမာနဖြစ်ပေါ်လာပေသည်အလောရှင်မြတ်မွတ်စလင်တို့အားဤယောဂဇုံမှကာကွယ်ထိန်းသိမ်းစောင့်ရှောက်တော်မူပါအာမင်ယာရူးယာကန်မမောခြင်းဟူသည်ယာရူးယာကန်မမောခြင်းဟူသည်မှာလူသည်အခြားသူများ၏နှလုံးသားကိုစိုးမိုးပြီးမိမိခိုင်းကျင်သလိုသူတစ်ပါးအားခိုင်းနိုင်ရန်ဖြစ်၏မိမိစိုးမိုးထားသူသည်မိမိအားချီးမွမ်းရမည်မိမိအားချစ်ခင်ဆွဲမှတ်ခါမိမိ၏လိုအပ်ချက်ဟူသမျှကိုအသက်ကိုပင်ဗราဏမထားဘဲဖြည့်ဆည်းဆောင်ရွက်စေလိုသည့်စိတ်ဓာတ်ကိုယာရူးယာကန်မမောခြင်းဟုခေါ်၏လောကီစည်းစိမ်မမောခြင်းဟူသည်လောကီစည်းစိမ်ပစ္စည်းဥစ္စာကိုတတ်မှတ်မောခြင်း၏ရည်ရွယ်ချက်သည်မိမိ၏လိုအပ်ချက်ဟူသမျှကိုဖြည့်ဆည်းဆောင်ရွက်နိုင်ရန်ဖြစ်၏ယာရူးယာကန်မမောခြင်းထင်ပေါ်ကျော်ကြားလိုခြင်း၏ရည်ရွယ်ချက်သည်လည်းမိမိရည်ရွယ်ချက်ပေါင်းစုံကိုဖြည့်ဆည်းလိုသည့်အတွက်ပင်မမောခြင်းဖြစ်၏ဤသို့ဖြင့်နှစ်မျိုးစလုံးကိုတတ်မှတ်မောခြင်းအကြောင်းကမှတစ်မျိုးတည်းဖြစ်၏လူတို့သည်ယာရူးယာကန်ကိုပို၍တတ်မှတ်မောကြခြင်းလူတို့သည်တဘာဝစိတ်ဓာတ်အရာငွေကြေးပစ္စည်းဥစ္စာတို့ကိုမမောသည်ထက်ပို၍ယာရူးယာကန်ကိုမမောတတ်ကြ၏ဂျင်းတို့ပို၍မမောခြင်းတွင်အကြောင်းရင်းနှစ်ခုရှိ၏ပထမအကြောင်းရင်းယာရူးယာကန်ရရှိလျင်ငွေကြေးပစ္စည်းဥစ္စာလည်းရနိုင်သည်ထို့ကြောင့်လူတို့သည်ယာရူးယာကန်ရရှိခြင်းကိုပို၍တတ်မှတ်ကြ၏ငွေကြေးပစ္စည်းဥစ္စာကိုတဦးကလူရက်ခိုးယူနိုင်တော်လဲယာရူးယာကန်ကိုကညီသူမြခိုးယူလူယူနိုင်စွမ်းမရှိပေငွေကြေးပစ္စည်းဥစ္စာရှိုံဖြင့်ယာရူးယာကန်မရနိုင်ပေထို့ကြောင့်ယာရူးယာကန်ကိုပစ္စည်းဥစ္စာထက်သာ၍တတ်မှတ်ကြခြင်းဖြစ်၏
လူတို့သည်ပုဂ္ဂိုလ်တဦးကိုလေးစားယုံကြည်ကြပြီဆိုလျင်၎င်းအားအမွန်းတင်တတ်ကြ၏မိမိယုံကြည်လေးစားတဲ့ကဲ့သို့အခြားသူများပါယုံကြည်လေးစားလာကြရန်နှိုးဆော်တိုက်တွန်းတတ်ကြ၏ဤသို့ဖြင့်ထိုသူသည်အခြားသူများ၏ယုံကြည်လေးစားမှုကိုပါရရှိလာတတ်၏ထိုသို့သောပုဂ္ဂိုလ်သည်များစွာမကြိုးစားရဘဲအလိုလျောက်အများသူငါ၏ယုံကြည်ကိုးစားခြင်းကိုခံရပြီးယာရူးယာကန်ရရှိရေးတွင်အောင်မြင်တတ်၏ငွေကြေးပစ္စည်းဥစ္စာတက်မှတ်မောခြင်းကဤသို့မဟုတ်ပဲပစ္စည်းဥစ္စာရရှိရန်မြောက်များစွာသောနည်းပရိယာယ်များစီမံခန့်ခွဲမှုများပြုရ၏ပစ္စည်းဥစ္စာငွေကြေးရရှိရန်မှာခက်ခဲလာ၏ထို့ကြောင့်ပစ္စည်းဥစ္စာငွေကြေးကိုမမောကြသည့်ထက်ယာရူးယာကန်ကိုလူတိုင်းမမောကြခြင်းဖြစ်၏တွေ့ဝချမ်းသာသူများသာမကစင်ရဲနွမ်းပါသူများပင်လျင်ယာရူးယာကန်ကိုတတ်မှတ်မောကြ၏ဒုတိယအကြောင်းရင်းယာရူးယာကန်ကိုတတ်မှတ်မောခြင်း၏ဒုတိယအကြောင်းရင်းသည်လူတိုင်းလိုကြီးကျယ်လိုကြဂုဏ်ရှိလိုကြ၏ဤဒီမှာဓမ္မရာပင်ဖြစ်၏လူတိုင်းသည်မိမိသာလျင်အကောင်းဆုံးအတက်ဆုံးအတိဆုံးပြိုင်ဘက်ကင်းသူစံတင်လောက်သူဖြစ်လိုကြ၏စင်စေမိမိရယူလိုသောအချက်များသည်တပါးတဲ့ကိုးကွယ်ခြင်းခံတိုက်တော်မူသောအလောင်းရှင်မြတ်၏ဂုဏ်တော်လက္ခဏာတော်များဖြစ်၏တနည်းအားဖြင့်မိမိထံတွင်အလောင်းရှင်မြတ်၏ဂုဏ်တော်များရှိနေသည်ဟုမတိမသာကြွေးကြော်လိုက်ခြင်းဖြစ်၏ပြိုင်ဘက်ကင်းခြင်းစံမတူခြင်းမှာအလောင်းရှင်မြတ်၏ဂုဏ်တော်လက္ခဏာတော်များသာဖြစ်၏ဖန်ဆင်းကံအပေါင်းသည်အလောင်းရှင်မြတ်၏နူရောင်ကြီးတော်၏ရောင်ပြန်ဟပ်ခြင်းကိုခံထားရ၏အကျဉ်သူသည်ယာရူးယာကန်ကိုမမောပါက၎င်းသည်အလောင်းရှင်မြတ်နှင့်ဂုဏ်ရည်တူရန်မှတ်ထားခြင်းဖြစ်၏၎င်းသည်မိမိနှင့်အလောင်းရှင်မြတ်တို့အချင်းချင်းဆက်ဆက်မှုတော်ဆက်မှုတွင်နေမင်းနှင့်နေမင်း၏ရောင်ကြီးတို့၏ဆက်ဆက်ခြင်းမျိုးပင်မလိုလားပဲဖီရအောင်ကဲ့သို့အာနာရဘုကုမုလ်အာလာငါသာလျင်အကြီးဆုံးသောမင်းတို့၏အရှင်သခင်ဖြစ်၏ဟုကြွေးကြော်တကဲ့သို့ယာရူးယာကန်ကိုတတ်မှတ်မောသူကလည်းကြွေးကြော်နေ၏ဖီရအောင်၏ကြွေးကြော်ခြင်းသည်လူသိရှင်ကြားဖြစ်ပြီးယာရူးယာကန်မမောသူ၏ကြွေးကြော်ခြင်းသည်တိတ်တခိုးဖြစ်၏သို့သောအလောင်းရှင်မြတ်ကဲ့သို့ဂုဏ်ရည်လက္ခဏာတော်များကိုရရှိပြီးစัจ java လာခတ်သိမ်းကိုစိုးမိုးခြင်းမရရှိနိုင်သောအခါတွင်ကဘာပေါ်ရှိသက်ရှိသက်မဲ့အရာအလုံးကိုစိုးမိုးလိုစိတ်များရင်တွင်း၌ဖြစ်ပေါ်လာ၏အထူးသဖြင့်လူတ attva တို့ကိုစိုးမိုးလိုစိတ်များအထူးပေါက်ဖွာလာ၏လူရုတည်းရဲ့လုံးမိမိကိုလေးစားစေလို၏မိမိအမိန့်ကိုနာခံစေလို၏မိမိအကြောင်းကိုကြားယုံမျှသာကြားဘူးပြီးမရောက်နိုင်သည့်ကဘာတဝန်းရှိလူသားတို့အားကြားစေလို၏ဤဒီမှာယာရူးယာကန်မမောသူတို့၏နှလုံးသားအတွင်ဖြစ်ပေါ်နေသည့်အကြောင်းများပင်ဖြစ်၏လာဟောက်လာဝလာကုဝတာအစ်လာဘစ်လာယာရူးယာကန်တတ်မှတ်သူတို့စဉ်းစားเสียလူသည်တရက်ရက်တွင်သေရမည်ဖြစ်ပြီးယာရူးယာကန်ထင်ပေါ်ကြော်ကြားမှုသည်လည်းသေပြီးနောက်ကုံဆုံးသွားမည်ဖြစ်၏မတည်မြဲသောယာရူးယာကန်နှင့်ထင်ပေါ်ကြော်ကြားမှုနှင့်လူအပေါင်း၏ကြီးညိုလေးစားမှုရရှိခြင်းမှာကြီးကျယ်သည့်အချက်ဂုံယူဝင်ကြွားเสียအချက်မဟုတ်ပေကြီးကျယ်သည့်ဂုံယူเสียကောင်းသည့်အချက်မှာသေပြီးနောက်ပိုင်းတွင်လည်းရော်နှဲကုံဆုံးမသွားသည့်အလောင်းရှင်မြတ်ကိုတည်နာလေခြင်းပင်ဖြစ်၏အလောင်းရှင်မြတ်အားတည်နာလေပြီးဘဝတသက်သာကျင့်သုံးနေထိုင်သွားနိုင်သူသည်သေဆုံးပြီးနောက်တွင်လည်းအလောင်းရှင်မြတ်အားတည်နာလေခြင်း၏မကုံဆုံးနိုင်သောအစဉ်တန်းများကိုကြော်ဖြတ်တိုးတက်လျက်ရှိ၏ထို့ကြောင့်မိမိ၏မောက်မာခြင်းထင်ပေါ်ကြော်ကြားလိုခြင်းယောဂါကိုပျောက်ကင်းအောင်ကုရမည်ထင်ပေါ်ကြော်ကြားလိုစိတ်ယာရူးယာကန်ရလိုစိတ်တို့ကိုနှလုံးသားအတွင်းမှဖျောက်ဖျက်ပြရမည်လောကီရှိလူအလုံးကမိမိအားရိုသေလေးစားယုံမကဝိုင်း၍စကြရာဥချကြလျင်လေညီသည့်နေရအထိဥချကြမည်နီတရက်ရောက်လျင်အလုံးကဝိုင်း၍စကြရာဥချခြင်းခံရသူမိမိလေလောကတွင်အသက်ရှင်လျက်ရှိတော်မူမဟုတ်မိမိအားစကြရာဥချသူတို့လည်းအမြဲတမ်းအသက်ရှင်လျက်ရှိကြမည်မဟုတ်ပေခေတ်အခြေအနေကမိမိအားတမျိုးတရွာမဆိုနှင့်တရက်ကွက်ကိုစိုးမိုးအုပ်ချုပ်ရန်ပင်ခွင့်မပြုခဲ့မိမိကသာခေတ်ပြိုင်လောကကိုမမောပြီးထာဝရမကုန်ခန်းနိုင်သည့်လောကုတ္တရာစည်းစိမ်ကိုဥပိ္ပခာပြုလိုက်ခြင်းဖြစ်၏အာအင်ကြီးနေသူကောင်းကျိုးဆိုးကျိုးကိုမဖန်တီးမစွမ်းဆောင်နိုင်သူတေခြင်းတရားကိုမလွန်ဆန်နိုင်သူတို့ကမိမိအားလေးစားကြည်ညိုနေကြသည်ကိုပီတိဖြစ်နေပြီးလောကုတ္တရာ၌တည်မြဲခိုင်မာသည့်ဂုဏ်သိက္ခာနှင့်ခရစ်စတာများအကြား၌ထင်ပေါ်ကျော်ကြားမှုတို့ကိုစွန့်ပစ်သည်မှာအံ့အားသင့်စရာဖြစ်၏
လိုအပ်သလောက်ယာထူးယာခံကိုရယူပိုင်ခြင်းလောကီလိုအပ်ချက်ကိုဖြည့်ဆည်းရန်ငွေကြေးပစ္စည်းဥစ္စာမရှိမဖြစ်လိုအပ်တဲ့ကဲ့သို့လောကီတတန်းတွင်အလောင်းရှင်မြတ်အားဤဘာသာခောက်ဝဲကိုးကွယ်ရာ၌မတရားညှဉ်းပန်းနှိပ်စက်သောအုပ်ချုပ်သူတို့၏ရန်မှမိမိတို့ကိုမိမိတို့ကာကွယ်ရန်နှင့်ငြိမ်းချမ်းမှုရရှိထိုက်သောယာထူးအစဉ်အတန်းရှိရန်လိုအပ်၏ဤသို့မရှိမဖြစ်လိုအပ်သည့်ယာထူးအစဉ်အတန်းကိုရယူခြင်းမှလည်းအပြစ်တစုံတရာမရှိပြုပါ၏ဤမရှိမဖြစ်လိုအပ်သောယာထူးအစဉ်အတန်းကိုရယူရာတွင်ချွင်းချက်နှစ်ရက်ရှိ၏ပထမချွင်းချက်မဖြစ်မနေလိုအပ်သည့်ယာထူးအစဉ်အတန်းကိုရယူရာတွင်အလောင်းရှင်မြတ်အားခောက်ဝဲကိုးကွယ်ရာ၌ပြစား၍မရယူရပေဤသို့ပြစား၍ယာထူးအစဉ်အတန်းကိုရယူခြင်းမှာဟရန်ဖြစ်၏ဒုတိယချွင်းချက်မိမိသည်ဖတ်တဝါရှင်ဆူဖီသူတော်စင်ပုံသဏ္ဍာန်ပြ၍လူတို့အားမလဲပြားရပေအာလင်ပညာရှင်မဟုတ်ပဲအာလင်ပညာရှင်ဟန်ဆောင်ခြင်းသူတော်စင်မဟုတ်ပဲသူတော်စင်ဟန်ဆောင်ခြင်းဖြင့်လူတို့ကမိမိအားယူသေးလေးစားဂုဏ်ပြုခံရန်သွာလာနေထိုင်ပါကထို့သူသည်အလောင်းရှင်မြတ်ထံတော်ဘာတွင်ကောက်ကျစ်ဆင်းလဲသူကိုမှတ်တမ်းတင်ခြင်းခံရသည်စင်စေစိတ်နှလုံးတွင်း၌မတည်ရှိမခံစားရသောအကြောင်းအရာတစ်ခုကိုအပေါ်ယံတွင်ဟန်ပြခြင်းမှာလှည့်ပြားခြင်းကောက်ကျစ်ဆင်းလဲခြင်းပင်ဖြစ်၏မပြုပိုင်သောကိစ္စဖြစ်သည်ဖြင့်ဟရန်ဖြစ်၏မိတို့ပင်ဆိုစေကမူယာရူးယာကန်အစဉ်အတန်းကိုမမောခြင်းသည်လွန်စွာကြောက်เสียကောင်းသည့်အချက်ဖြစ်၏မြင်မာသည့်ယာထူးအစဉ်တန်းကိုတတ်မှတ်ခြင်းသည်လူသားအားအခြေအနေတစ်ခုတွင်သာရောင်ရဲတင်းတိမ်မနေစေပဲအမြဲတမ်းမြင်မာသည့်အစဉ်တန်းရရန်ကြိုးစားအထောက်ခိုင်းနေတတ်၏စင်စေမထင်ပေါ်မကြော်ကြားသူများ၏ဒင်းသာသနာသည်လုံခြုံမှုရှိနေ၏ထို့ကြောင့်ထင်ပေါ်ကြော်ကြားခြင်းကိုလိုလားခြင်းမှာလည်းစိုးရိမ်စရာဖြစ်၏ထင်ပေါ်ကြော်ကြားလိုသူ၏ဒင်းသာသနာမှာပျက်စီးတတ်၏ယာထူးယာခံတတ်မှတ်ခြင်း၏အကြောင်းအရင်ယာထူးယာခံတတ်မှတ်ခြင်း၏အကြောင်းကံသည်လူတို့ကမိမိအားချီးမွမ်းမှုအမွန်းတင်မှုကိုခံယူလိုခြင်းဖြစ်၏ချီးမွမ်းခံလိုခြင်း၏အကြောင်းကံများလူသည်မိမိအားချီးမွမ်းသည်ကိုကြားရလျင်လွန်စွာနှစ်ထောင်းအားရဖြစ်၏ဤသို့နှစ်ထောင်းအားရဖြစ်ရခြင်း၏အကြောင်းကံ၃ရက်ရှိ၏တေပြည့်စုံကုန်လုံးခြင်းသည်အလောင်းရှင်မြတ်၏ဂုဏ်ရည်လက္ခဏာတော်တစ်ပါးဖြစ်၏လူတိုင်းသည်အဆိုပါဂုဏ်ရည်လက္ခဏာတော်ကိုမိမိအတွင်းသာဖြစ်ပေါ်စေလို၏ထို့ကြောင့်စိတ်ရိုင်းသည်မိမိအားချီးမွမ်းသည်ကိုကြားရလျင်လွန်စွာပျော်ရွှင်ကြည်နူး၏စိတ်ရိုင်းသည်မိမိအားချီးမွမ်းသူကမိမိ၏ပြည့်စုံကုန်လုံးမှုကိုတည်သွားသည်ကိုတွေ့လျင်သဘောကျ၏ထို့ကြောင့်မိမိကိုအသိပညာမဲ့သူကချီးမွမ်းသည်ထက်အသိပညာကျွယ်ဝသူဉာဏ်ထက်မြက်သူကချီးမွမ်းသည်ကိုပို၍ကြည်နူးပီတိဖြစ်ရ၏နှင့်အခြားသူများအားမိမိ၏အမိန့်နာခံသူဖြစ်စေခြင်းသည်မှာလူတိုင်း၏ဆန္ဒဖြစ်၏မိမိအားချီးမွမ်းသည်ကိုကြားသိရလျင်မိမိသည်မိမိအားချီးမွမ်းသူ၏နှလုံးသားကိုအောက်နိုင်သွားပြီဟုမှတ်ယူပါစိတ်ရိုင်းမှာပို၍ကျေနပ်၏ထို့ကြောင့်ဂုံကျက်တည်ရှိပုဂ္ဂိုလ်တဦးကမိမိအားချီးမွမ်းသည်ကိုကြားသိရလျင်လွန်စွာပျော်ရွှင်ကြည်နူးရ၏ဆင်းရဲနွမ်းပါးသူတဦးကမိမိအားချီးမွမ်းပါကပျော်ရွှင်ကြည်နူးမှုကိုလုံးဝမခံစားရပေအကြောင်းမှာဂုံတည်ရှိပုဂ္ဂိုလ်၏နှလုံးသားကိုအောက်နိုင်ခြင်းသည်အနာဂတ်တွင်မိမိအတွက်အကျိုးရှိနိုင်ပြီးဆင်းရဲနွမ်းပါးသူ၏နှလုံးကိုအောက်နိုင်ခြင်းကြောင့်အနာဂတ်တွင်မိမိအတွက်မြည်သည့်အကျိုးကိုမှမမျှော်ကိုးနိုင်ပေ၃မိမိအားချီးမွမ်းခြင်းကိုလိုလားခြင်း၏တတိယအကြောင်းကံသည်လောကကြီးတွင်မိမိထင်ပေါ်တော့မည်ကြော်ကြားတော့မည်ကိုသိ၍စိတ်ရိုင်းမှာပီတိဖြစ်ရ၏လူအများသည်မိမိကိုချီးမွမ်းနေကြပြီးတဖြည်းဖြည်းလောကတစ်ခုလုံးတွင်မိမိထင်ပေါ်တော့မည်ကြော်ကြားတော့မည်ထို့ကြောင့်လူတဦး၏ရှေ့တွင်ချီးမွမ်းခံရသည်ထက်လူပုံအလယ်တွင်ချီးမွမ်းခံရသည်ကိုစိတ်ရိုင်းကပို၍နှစ်သက်၏ချီးမွမ်းခံလိုစိတ်ကိုကူစားနေတတိထားတဲ့သည်မှာချီးမွမ်းခံလိုစိတ်သည်လူတို့အားဖျက်ဆီးပြစ်၏ချီးမွမ်းခံလိုစိတ်ကြောင့်ပင်ပြစားမှုနှင့်အခြားသောဂုဏအကုသိုလ်များတွင်နှင့်မွန်းရ၏ထို့ကြောင့်ချီးမွမ်းခံလိုစိတ်ကိုပျောက်အောင်ကူစားတဲ့သည်
သုံးသက်သင့်သည်မှာမိမိအားချီးမွမ်းသူသည်မိမိတွင်ရှိသောပစ္စည်းဥစ္စာဂုံတိတ်ခါနှင့်ဆက်လင်း၍ချီးမွမ်းနေပါကပစ္စည်းဥစ္စာနှင့်ဂုံတိတ်ခါသည်တည်မြဲသည့်ဂုံရည်မဟုတ်သဖြင့်ဝမ်းသာပီတိဖြစ်ရန်မလိုချေအလောင်းရှင်မြတ်အားသည်နားလေကတသက်တာအမိန့်နာခံခြင်းဟူသည့်တည်မြဲသောဂုံရည်အပေါ်ချီးမွမ်းသည်ဆိုပါကအမှန်ပင်ဝမ်းသာပီတိဖြစ်သည်၏စင်စေမတည်မြဲသည့်ဂုံရည်အပေါ်ချီးမွမ်းခံရသည်မှာဝမ်းနည်းကြေပွဲเสียဖြစ်၏မိမိအားချီးမွမ်းသူသည်မိမိ၏လောကီစည်းစိမ်ကိုဥပိ္ပခာပြုမှုတပ်ကဝါတရားလက်ကင်ထားမှုအပေါ်ချီးမွမ်းခြင်းဖြစ်ပါကယင်းသို့ချီးမွမ်းခြင်းတွင်ပုံစံနှမျိုးဖြစ်နိုင်၏တေချီးမွမ်းသူသည်မိမိ၏လောကီစည်းစိမ်ကိုဥပိ္ပခာပြုခြင်းတပ်ကဝါတရားလက်ကင်ထားခြင်းအပေါ်အမှန်တကယ်ချီးမွမ်းနေခြင်းဖြစ်ပါကမိမိစိတ်ကိုကုစားရန်နီလန်းမှာ၎င်းကချီးမွမ်းပြောဆိုချက်များမိမိ၏နှလုံးသားအတွင်းရောက်ရှိလာခြင်းနှင့်အလောင်းရှင်မြတ်ကယင်းအချက်များကိုလက်ခံသဘောတူလိုက်ခြင်းသည်လုံလောက်၏ကြည်နူးเสียပီတိဖြစ်เสียလည်းဖြစ်၏ဤအချက်များကိုပြောရန်ချီးမွမ်းစကားဆိုရန်လုံးဝမလိုအပ်ပေယင်းအချက်များကိုအလောင်းရှင်မြတ်လက်ခံတော်မူရန်မည်သူကမှချီးကျူးခြင်းပြုရန်မလိုပေနှင့်မိမိအားအမွန်းတင်သူသည်မိမိ၏လောကီစည်းစိမ်ကိုဥပိ္ပခာပြုခြင်းနှင့်တပ်ကဝါတရားလက်ကင်ထားခြင်းအပေါ်ချီးမွမ်းနေခြင်းမဟုတ်ပေမိမိကြည်နူးစေရန်ပီတိဖြစ်စေရန်တသက်ချီးမွမ်းခြင်းဖြစ်ပါကယင်းသို့ချီးမွမ်းခြင်းအပေါ်ပျော်ရွှင်ကြည်နူးခြင်းမှာအတိညာဉ်မဲ့ခြင်းဖြစ်၏လိမ်လည်မူသားစကားဆိုပြီးချီးမွမ်းခြင်းအပေါ်ကြည်နူးသည်ပီတိဖြစ်သည်ဆိုပါကမိမိထက်ပို၍အတိညာဉ်မဲ့သူရှိတော်မည်မဟုတ်ပေယာရူးယာကံမမောခြင်းထင်ပေါ်ကြော်ကြားလိုခြင်းတို့ကိုကုသသည့်ဤစနစ်များအထက်၌ဖော်ပြပြီးဖြစ်၏ယင်းဤစနစ်အတိုင်းကျင့်သုံးကုစားပါကချီးမွမ်းခံလိုခြင်း၏ယောဂါကိုအမြင့်ပြအောင်ကုစားနိုင်မည်ဖြစ်၏အင်ရှာလာကျွန်တော်နောက်ထပ်တင်မဲ့ဗီဒီယိုမှာလောကီစည်းစိမ်ကိုချစ်ခင်ဆုံးမခြင်းဆိုတဲ့အကြောင်းအရာကိုဖတ်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီး notification ခေါင်းလုံးလေးလည်းဖွင့်ထားပေးခဲ့ကြပါဦးခင်ဗျာအစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူ